ဒါကတော့ CCTV ကနေရိုက်ကူးမိခဲ့တဲ့ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုဖြစ်ပါတယ်။အသက်ငယ်ငယ်ပဲရှိသေးတဲ့ကလေးမလေးတစ်ယောက်ဟာအိမ်ဝင်းထဲမှာဆော့ကစားနေခဲ့တာပါ။သူ့အနားမှာတော့မတင်ကားစရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ဟာဘာလို့လို့လုံးမသိခဏဖုံးကြည့်လိုက်ခဏဟိုကြည့်ကြည့်လို့နေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဝင်းထဲမှာလူတွေရှိနေတာမို့သူမရဲ့အကြံဆိုးကိုဘယ်သူမှရိပ်မိပုံမရပါဘူး။ခဏကြာမှာတော့ဝင်းထဲကလူတွေအကုန်ထွက်သွားကြပြီးသူမနဲ့ကလေးမလေးပဲကြံခဲ့ပါတော့တယ်။အမျိုးသမီးဟာကလေးမလေးရဲ့အာယုံစိုက်မှုကိုရဖို့တိတ်ဆိတ်အနားတိုးသွားခဲ့ပါတယ်။ဒါပေမဲ့ကလေးမလေးဟာသူ့ဘာသာဆော့မြဲဆော့နေခဲ့ပါတယ်။အမျိုးသမီးကညီမလေးချစ်စရာလေးနော်မစီလာပါဘူးတကြားလုံးနဲ့ကစားစရာပေးမယ်လို့ပြောလိုက်ပါတယ်။ပြောဆိုနဲ့အိတ်ထဲကနေတကြားလုံးထုတ်ပြီးကလေးမလေးစီဖြည်းဖြည်းချင်းတိုးသွားပါတယ်။အဲ့ဒီအချိန်မှာဆိုင်ကယ်စီးလာတဲ့အကိုတယောက်ဖြတ်သွားတာကြောင့်အမျိုးသမီးဟာလန့်သွားပြီးရိပ်မိသွားမှဆိုလို့ဘာမှမဖြစ်တလို့လုပ်နေပါတယ်။ဒါပေမဲ့အဲ့ဒီအကိုကလည်းဘာမှမရိပ်မိပဲထွက်သွားတဲ့အခါအမျိုးသမီးဟာကလေးမလေးကိုဆက်ပြီးဖျားယောင်းပါတော့တယ်။ဈေးထဲမှာကစားစရာသွားဝယ်ရအောင်လို့ပြောပေမဲ့ကလေးမလေးကညှင်းဆန်နေတော့ပါပဲ။မမသမီးမမကိုမတိဘူးမယူချင်ဘူးလို့ကလေးမလေးကပြောတဲ့အခါအမျိုးသမီးကမမကသမီးမေမေရဲ့သူငယ်ချင်းပါမေမေကသမီးကိုကစားစရာဝယ်ပေးဖို့ခေါ်ခိုင်းလိုက်တာတကြားလုံးလေးစားထားတော့မေမေချက်ချင်းလာလိမ့်မယ်လို့လိန်ပြောလိုက်ပါတယ်။အဲ့ဒီအခါကလေးမလေးဟာအသက်ငယ်လုံးလို့မြှုပ်ဆွေမှုကိုမလွန်ဆန်နိုင်ပဲအဟုတ်မှတ်သွားခဲ့ပါတယ်။ဒါအပြင်ကစားစရာဝယ်ပေးမယ်ဆိုတော့အယံဝမ်းသာသွားခဲ့ပါတယ်။ခြေလန်းနှဲငယ်များရှောက်ပြီးချိန်မှာတော့အမျိုးသမီးဟာသူမရဲ့အကြည့်ဆိုးကိုဖော်ထုတ်လိုက်ပါတော့တယ်။ဘေးကိုကြည့်ပြီးဘယ်သူမှမရှိတာတေချာတာနဲ့ကလေးမလေးကိုမတင်ပြီးတန်းပြေးသွားပါတော့တယ်။ဒါကိုမြင်ရတဲ့အခါစိတ်ထဲမှာတစ်ခုခုခံစားလိုက်ရပါတယ်။မကြာမီမှပဲကလေးရဲ့ဖခင်ဟာအိမ်မှာသမီးဖြစ်သူကိုမတွေ့တာကြောင့်အပြင်ထွက်ရှာပေမဲ့ဝင်းထဲမှာဘယ်နာမှရှာမတွေ့ခဲ့ပါဘူး။သူကေလက်ဟာတူပုံနှံကစားနေတာများလားဆိုတဲ့မျောလင်းချက်နဲ့သမီးလေးရဲ့နမီကိုမနားတမ်းအော်ခေါ်နေခဲ့ပါတယ်။အချင်းချင်းခေါ်ပေမဲ့လည်းဘာပြန်ထူးတန်မှမကြားရပါဘူးအကြောင်းကတော့သမီးလေးဟာပြန်ပေးဆွဲခံလိုက်ရပြီဆိုတာသူမသိသေးလို့ပါ။အမျိုးသားဟာစိတ်ထဲမှာစိုးရိမ်ပူပန်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖြတ်သွားတဲ့တားမီးနှစ်ယောက်ကိုသူမလေးရဲ့လုံခြုံရေးအတွက်အရန်စိုးရိမ်နေတဲ့အဖေဖြစ်သူကမင်္ဂလာပါခင်ဗျာဒီကသမီးလေးနဲ့ရွယ်တူကလေးမလေးတယောက်ကိုတွေ့မိကြပါသလားလို့မေးမြန်းလိုက်ပါတယ်။ဒါပေမဲ့စိတ်ပျက်စရာကောင်းတဲ့အဖြေကိုပဲရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဖေဖြစ်သူဟာစိုးရိမ်စိတ်ကိုမထိန်းနိုင်တော့ပဲအိမ်ပတ်ဝနာကလူတွေကိုလိုက်မေးပါတော့တယ်။အဲ့ဒီအချိန်မှာတမျက်စီးလဲနေတဲ့ကတုံးနဲ့အကိုကြီးတယောက်ကခုနကအမျိုးသမီးတယောက်ကလေးမလေးကိုချီပြီးပြေးသွားတာတွေ့လိုက်ကြောင်းမိခင်နဲ့ကလေးထင်လို့ဂယူးမဆိုင်လိုက်မိကြောင်းသမီးလေးဟုတ်မဟုတ်တော့မတိကြောင်းပြောပြခဲ့ပါတယ်။နောက်ထပ်လမ်းလျှောက်လာတဲ့အမျိုးသမီးတယောက်ကလည်းတွေ့လိုက်ရကြောင်းပြောပါတယ်။အဲ့ဒီအချိန်မှာအဖေဖြစ်သူဟာစိတ်ဓာတ်တွေလုံးဝပြိုလဲသွားပြီးဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအနောက်ကိုချက်ချင်းလိုက်သွားပါတော့တယ်။ဒီလိုနဲ့ကလေးရဲ့မိခင်ဖြစ်သူဟာအမျိုးသားစီကသမီးလေးပြန်ပေးဆွဲခံလိုက်ရပြီဆိုတဲ့ဖုံးဆက်အကြောင်းကြားစာကိုရရှိခဲ့ပါတယ်။ချက်ချင်းဆိုသလိုမိခင်ဖြစ်သူဟာလုံစွာစိုးရိမ်နှုံလုပ်ပြီးဘာလို့လုံမမသိနှိုးကြွေးနေခဲ့ပါတယ်။အဲ့ဒီနောက်မိခင်ဖြစ်သူဟာလည်းလမ်းဝထိပြေးထွက်လာပြီးနေရာနဲ့လိုက်မေးပါတော့တယ်။တမျက်စီးလဲနေတဲ့အကိုကြီးကခုနကအခြေအနေကိုပြောပြလိုက်တဲ့အခါကြားလိုက်ရတဲ့မိခင်ဖြစ်သူဟာစိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ပဲမြေပြင်ပေါ်လဲပြိုကျသွားပြီးသမီးဖြစ်သူရဲ့နမီကိုအသေးအတန်အော်ခေါ်နေခဲ့ပါတယ်။အကိုကြီးကလည်းချက်ချင်းလာရွဲပေးပြီးကလေးဖေလိုက်သွားပြီးမပူပါနဲ့လို့နှစ်သိမ့်ပေးပေမဲ့ဒီလိုချိန်မှာဘလို့လို့စိတ်အေးနိုင်မှာလဲ။မိခင်ဖြစ်သူဟာငိုကြွေးရင်သမီးလေးနမီကိုဆက်ခေါ်နေခဲ့ပြီးမေမေမကောင်းလို့ပါမေမေတောင်းပန်ပါတယ်လို့ထက်ခါရေယူရင်းအကိုကြီးကိုသမီးလေးကိုရှာပေးဖို့နဲ့ဘာမဆိုလုပ်ပေးပါမယ်လို့ကူညီတောင်းခံနေခဲ့ပါတယ်။အကိုကြီးရဲ့အော်ဟစ်တန်ကြောင့်ဝင်းထဲကလူတွေလည်းတဖြည်းဖြည်းများပြားလာခဲ့ပါတယ်။အခြေအနေကိုတီးသွားကြတဲ့အခါမိခင်ဖြစ်သူစိတ်ထိခိုက်မှဆိုးလို့အားလုံးကဝိုင်းပြီးနှစ်သိမ့်ပေးကြပါတယ်။ဒါပေမဲ့မိခင်ဖြစ်သူကတော့တောင်းပန်ပါတယ်သမီးလေးကိုကယ်ပေးကြပါဦးသမီးလေးပြန်ပေးဆွဲခံလိုက်ရလို့ပါလို့ပဲတောင်းပန်နေခဲ့ပါတယ်။ဒါပေမဲ့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီ။မိခင်ဖြစ်သူစိတ်ဓာတ်ပြိုလဲပြီးမင်းလဲလိုနီးပါးဖြစ်နေချိန်မှာပဲကြည်လင်ပြီးရင်းနှီးတဲ့အတန်လေးတစ်ခုကထွက်လာပါတယ်။မေမေလို့ခေါ်လိုက်တဲ့အတန်ပေါ့။မိခင်ဖြစ်သူလှည့်ကြည့်လိုက်တဲ့အခါသမီးလေးဖြစ်နေတာမို့ချက်ချင်းပဲရင်ခွင်ထဲဖတ်ထားလိုက်ပါတော့တယ်။ဒါကိုမြင်ရတဲ့အခါကျွန်တော်လည်းမျက်ရည်ကျမိပါတယ်။မျက်နှာပြင်ရှိကတင်တို့လည်းလက်ရှိနေတာတွေကိုတန်ဖိုးထားကြပါဆုံးရှုံးသွားမှနောင်တမရကြပါစေနဲ့